ဒီတော့ပုံလေးကငါသားငါသမီးရဲ့ပုံလေးကြည့်ပြီးဘယ်နေရအရွယ်ရောက်ရမလဲဆိုပြီးတော့တွေးနေမိကြတာအဖေတော်မကြည့်ခဲ့ရည်အဖေတော်မယူခဲ့ရည်တော့မင်းတို့အဖေကြီးကိုတိုက်ကြတာမဟုတ်ဘူးဆိုတော့အဖေသိပါရဲ့အဖေသိပါရဲ့ကွာအဖေသိပါရဲ့အဖေတော့တည်းယူမှာမဟုတ်တော့ပါဘူးမင်းကအခုချိန်မှာဒါရီလာပြောနေတော့ကျုပ်တော့ဘာလုပ်ပြရမှာမရိုင်းလိုက်လားဟဲ့တားလို့သူဘာပြောရလဲအဖေပဲပြောရမယ်ဖေဒီလာခဲ့ဆိုတာကားတော့သမီးတို့မျက်နှာလေးအရွယ်ရောက်လေးကိုမြင်လို့လာခဲ့တာပါဘောပြီးတော့အဖေအင်္ဂါထွက်လာခဲ့တော့လေငါတန်းကသမီးလေးကိုတေချာလို့ဆုံးမရတော့ဒီလောက်ပါပဲကိုပြောင်းအောင်ကောင်းတယ်ထင်ပါလားကိုရှင်ကလေးရှင်းပြမှာဖြစ်မယ်လေကိုအောင်ရဲ့ကိုကဝေးရှင်းတယ်ရှင်းတယ်ဘောအေးစိတ်ကြမှာအဖေကိုမကောင်းတဲ့အရာတွေကိုမြင်နေတော့ငါဘာပြောလဲပေးနိုင်မှာလဲငါတောင်းမပြဘူးကွာကိုကြားလိုက်တော့ဝတီစကားရောကိုโอเคဒီနေ့ကကိုနောက်ဆုံးဒီကြားလို့တက်ပါဘယ်ဆောင်လို့လဲဟမ်